လို့သိပြီလားကောင်းရဲ့မြမြမှာအိမ်ဆက်တဲ့အခါအိမ်မလေးတို့သူ့ထံပေါင်းတို့ပြောပေးကြပါသူကိုလေးချစ်နေတဲ့ကြောင့်အိမ်မပေးလို့ပြောပေးပါကိုတကယ်ချစ်လို့သိပြီလား